ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုဘာမှမလှူဘူးဘာမှမလုပ်ဘူးသို့သောသူများလှူတာတန်းတာသို့မဟုတ်သူများလှူထားတဲ့ဆိုင်းဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအာရတော်လိုက်ကြတာသာဓုသာဓုသာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်သာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာဘာဆိုင်ရလို့လဲသာဓုခေါ်လိုက်တာပဲရှိတာပဲလေအဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်သာဓုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းသာဓုတွေခေါ်နေတာဒီသာဓုကတခါတလေအိတ်ချင်တန်နဲ့ခေါ်တဲ့သာဓုရှိသေးတယ်ဝန္တာအာရကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့သာဓုမျိုးဖြစ်ဖို့လိုတယ်နော်သာဓုဆိုတာလဲသွားပြီးတော့အထင်မသေးလေးနဲ့950ထဲမှာပါတဲ့သင်္ခဇတ်ဆိုတာရှိတယ်ဘုရားလောင်းကအဲ့ဒီတော့ကသင်္ခဆိုတဲ့ပုံနာတယောက်ဖြစ်တယ်လမ်းခရီးသွားတဲ့အခါမှာပိစိကဗုဒ္ဓတဆူကိုတွေ့လို့နေဘူးထဲမှာဖဏတ်မပါဘဲနဲ့ရှောက်နေတာကိုတွေ့လို့သူစီးလာတဲ့ဖဏတ်ကိုကြာကြာနာနာဆေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းလုပ်ပြီးတော့ပိစိကဗုဒ္ဓခြေထောက်ကိုဆွတ်ပေးလိုက်တယ်လှူလိုက်တယ်ဒီဖဏတ်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏတ်လှူပြီးတော့တင်မောတက်တာတင်မောကကန်းကခွာ9 ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့တင်မောပြက်တယ်သူ့နောက်ကတပည့်တစ်ယောက်ပါတယ်ဆရာတပည့်2ယောက်တင်မောဘောကပြင်ချက်တစ်ချက်ရလို့တင်မောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာလှိုင်းလုံးနေချင်အောင်မျောနေတာအဲ့ဒီဖဏတ်လှူခဲ့တဲ့ကုသိုလ်ကြောင့်မို့လို့မြစ်ဆောင်နတ်ပင်လယ်ဆောင်နတ်သမီးကလာခဲ့တယ်ကယ်တဲ့အခါမှာသင်္ခပုံနာကိုသာကယ်တယ်ကုသိုလ်ကြောင့်ကယ်တာအဲ့ဒါလို့ကယ်တဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တော်မကြည့်ဘူးကယ်ပါလို့ပြောလဲမကယ်ဘူးနော်မကယ်နိုင်ဘူးတဲ့အဲ့တော့ဘုရားလောင်းဆိုတာအသိဉာဏ်ရှိတယ်ဩဒီလိုကယ်တယ်ဆိုတာကုသိုလ်ကြောင့်ပဲသူ့နားမှာရှိနေတဲ့သူ့တပည့်ကိုငါတပိငါဖဏတ်တယံပိစိကဗုဒ္ဓကိုလှူခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုမြင့်အားအမျှပေးဝေပါတယ်အမျှဆိုဟိုကောင်ကသာဓုသာဓုလည်းခေါ်လိုက်ရောမကယ်ခြင်းလို့မရတော့နတ်သမီးကကယ်လေရကုသိုလ်ကြောင့်ကယ်တာဟောသာဓုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဘူးလို့ဒါ950ထဲမှာသိကျင်ဖတ်ချိသင်္ခဇလို့ခေါ်တယ်ဆိုလိုတာကသာဓုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်နေတယ်လို့ဒါကြောင့်မို့လို့ကုသိုလ်ဆိုတာဓမ္မအရေးပါတယ်လို့ဒီလိုပြောလိုတာပေါ့နော်ကုသိုလ်ကောင်းမှုဆိုတာအလုံးမှာဒုက္ခအာရဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိလို့ရှိကြတာကြီးပဲ